ယူနိုက်တက်မှာမပြောတော့ဘူးဆိုတဲ့ပရိသတ်ချစ်တော်ကိုသမားလေးအိုနနာတောင်ကဘောကနေကန်လည်းမဖမ်းနိုင်ဘူးအဝေးကြီးကနေကန်လည်းမဖမ်းနိုင်ဘူးခေါင်းတိုက်ကိုလည်းမဖမ်းနိုင်ဘူးညာချီနဲ့ကန်လည်းမဖမ်းနိုင်ဘူးဘဲချီနဲ့ကန်လည်းမဖမ်းနိုင်ဘူးဘယ်လိုကန်မဖမ်းနိုင်တဲ့ပရိသတ်ချစ်တော်ကိုသမားလေးအိုနနာကတော့သူ့အနေနဲ့မန်ချက်စတာယူနိုက်တက်မှာမပြောတော့ဘူးဆိုပြီးဖွင့်ဟလာခဲ့ပါတယ်မန်ချက်စတာယူနိုက်တက်အသင်းအတွက်200တီကြာကစားထားခဲ့ပြီး200တီလုံးမှာပရိသတ်တွေကိုစိတ်ထုတ်ကမျိုးစုံပေးထားခဲ့တဲ့သူပါဒီကီယာနေရာမှာစားထုတ်ဝင်ရောက်လာပြီးတော့မန်ယူသင်းရဲ့ဂိုးပေါ်မှာအလူတန်းနေပြုလုပ်နေခဲ့တဲ့ကိုသမားဟာအခုတော့အသင်းမှာမပြောတော့ဘူးဆိုပြီးပြောလာပါတယ်မန်ယူပရိသတ်တွေအတွက်အိုနာနာရဲ့ပြောစကားဟာအမျက်ထွက်ခြင်းစရာဖြစ်ခဲ့တာပါသူ့အနေနဲ့အသင်းမှာမပြောတော့တာကိစ္စမရှိပေမဲ့မန်ယူသင်းကိုဒုက္ခမျိုးစုံပေးခဲ့ပြီးမှမပြောတော့ဘူးဆိုတဲ့စကားလုံးကြီးကနည်းနည်းလေးတွေမဟုတ်ပဲတော်တော်ကြီးကိုအမျက်ထွက်ခြင်းစရာပါအသင်းထွက်လည်းဘာကောင်းကျိုးမှမပေးတဲ့ပြင်စိတ်တော့ကမျိုးစုံပေးထားခဲ့ပြီးမှအသင်းဟာအခုလိုရက်လက်တွေဆိုးရွားနေပြီးဥရောပပြန်ပွဲဝင်ခွင့်တွေနဲ့ပါလွဲချော်ခဲ့ပြီးနောက်မှာတော့သူ့ပါဇက်ကအခုလိုစကားတွေထွက်လာခဲ့ပါတယ်နောက်ချက်ကမန်ယူသင်းဟာလာမယ့်ရာသီမှာဥရောပပြန်ပွဲဝင်ခွင့်မရတဲ့အတွက်ကစားသမားအနေနဲ့လည်းသူတို့ရရှိမဲ့လားစာငွေရဲ့25%ကိုဖျက်ထောက်ခြင်းခံသွားရမှာပါအဲဒီလိုလာစာငွေပါဖျက်ထောက်ခြင်းခံသွားရမှာဖြစ်တဲ့အတွက်ကြောင့်လေအိုနနာဟာမန်ယူသင်းမှာမပြောတော့ဘူးဆိုတဲ့စကားမျိုးထုတ်ပြောလာခဲ့တာပါကစားသမားကိုယ်တိုင်လည်းတင်းဘက်ကိုမပြောတော့ဘူးဆိုတဲ့အကြောင်းသိပေးခဲ့ပြီးဖြစ်တယ်လို့သိရပြီးဒီပုံစံဒီလိုချင်းနေမြင့်နဲ့ဆိုတော့နီးပြအမိုရီကိုယ်တိုင်ကလည်းဆက်ပြီးတော့ဆွဲထားမှာမဟုတ်ပါဘူးအသင်းအတွက်ပေးဆက်ခြင်းတဲ့ကစားသမားတွေကိုတော့အသင်းမှာဆက်ပြီးဆွဲထားမှာဖြစ်ပြီးအသင်းမှာမနေခြင်းတဲ့ကစားသမားမျိုးကိုတော့ဆက်ပြီးတော့ထားသွားမှာမဟုတ်ပါဘူးမန်ယူသင်းဟာဥရောပပြန်ပွဲဝင်ခွင့်နဲ့လွဲချော်ခဲ့တာနဲ့ပတ်သက်ပြီးအသင်းရဲ့ကစားသမားတွေအစင်မပြေမှုတချို့နဲ့ရင်ဆိုင်ခဲ့ရပြီးယူရိုပါလိဘောလုံးပွဲပြီးမှလည်းမန်ယူသင်းရဲ့တိုက်စစ်ကစားသမားဖြစ်တဲ့ကာနာချိုနဲ့လည်းအစင်မပြေမှုတချို့ဖြစ်ပေါ်ခဲ့ပါတယ်အခုဆိုရင်ကာနာချိုဟာအမိုရီရဲ့အနာဂတ်ပလာမှာမပါဝင်တော့ဘူးလို့လည်းသတင်းတွေကဖော်ပြခဲ့ပါတယ်ကာနာချိုကိုအသင်းကနေရောင်းထုတ်သွားဖို့ဆုံးဖြတ်ထားခဲ့ပြီးသူ့အတွက်ပေါင်တန်း60နဲ့80ကြားရရင်တော့ရောင်းထုတ်သွားဖို့အတွက်မန်ယူသင်းဟာစီစဉ်ခဲ့ပြီးဖြစ်ပါတယ်ကာနာချိုကတော့နာပိုလီနဲ့ချေစီတို့ကခေါ်ယူခြင်းနဲ့ဆိုပြီးသတင်းတွေကထွက်ပေါ်လာခဲ့ပြီးမြဲကစားသမားကိုရန်ကရီယယ်မက်ဒရစ်အသင်းကိုပြောင်းရွှေ့ဖို့ဆက်ရထပ်တန်နေခဲ့တာပါကာနာချိုကစားတဲ့ရီယယ်မက်ဒရစ်အသင်းရဲ့ဘယ်တော်မှတိုက်စစ်မှာဗီနီစီယက်ရှိနေတာဖြစ်တဲ့အတွက်ကာနာချိုကိုခေါ်ယူပါမလားစောင့်ကြည့်ရမှာပါကာနာချိုနဲ့သတင်းတွေမှာမပြီးပြတ်သေးတဲ့အချိန်အိုနာနာရဲ့သတင်းကလည်းမန်ယူသင်းပရိသတ်တွေအတွက်မျက်ထက်ခြင်းစရာပါအသင်းအတွက်လည်းကြိုးမပြုတ်တွင်းကိုတွေလည်းလွယ်လွယ်လေးခွင့်ပြုပေးနေရတဲ့အိုနာနာဟာအသင်းကိုဒုက္ခမျိုးစုံပေးခဲ့ပြီးမှအသင်းမှာမပြောတော့ဘူးဆိုတဲ့စကားကြီးကမချစ်တော့လဲအောက်ကနန်းနေရတဲ့လူတယောက်အတွက်တစ်ဖက်လူရဲ့ရှင်ကိုပြန်မချစ်နိုင်ဘူးဆိုပြီးပြောလိုက်တယ်လို့ပါပဲမန်ယူပရိသတ်တယောက်ချင်းစီတိုင်းကိုအိုနာနာကိုချစ်လားဆိုပြီးလိုက်မေးကြည့်ရင်မေးတဲ့သူကတော့ထပြီးတော့ထိုးမလို့ရင်ကန်ကောင်းမယ်ချင်းနေပါဒီကရလူကစားသမားတဦးကိုစွန့်ပစ်ပြီးသူ့ကိုမျက်မျက်နှုံနှုံနဲ့ခေါ်ယူထားခဲ့တဲ့တင်းကူမှမထောက်အခုလိုတင်းမှမပြောတော့ဘူးဆိုတဲ့စကားကတွေးလေဒေါသထွက်လေပါဒီကရနှုတ်ပြားကမန်ယူမှာမပြောတော့ဘူးဆိုတဲ့စကားမျိုးတခါမှမပြောခဲ့ဘူးသလိုအသင်းဘက်ကလာစာလျှော့ပေးမယ်ဆိုကြတဲ့ကလေးကြီးနဲ့ပဲလက်ခံခဲ့တဲ့သူပါဒါပေမဲ့အိုနာနာအားကိုနဲ့မန်ယူဟာဒီကရကိုစွန့်လွတ်ပစ်ခဲ့ပြီးအိုနာနာကိုခေါ်ယူခဲ့ကြတာဖြစ်ပါတယ်ဒါဟာဒီကရကိုစွန့်ပစ်ခြင်းရဲ့ဝေကျွေးတစ်ခုပဲလားမသိရပါနဲ့ကန်ရဲ့အကျိုးဆိုတာတကယ်ရှိတယ်ဆိုတာငင်းပယ်လို့မရပါဘူး